အားလုံးပဲမင်္ဂလာပါကျွန်တော်ပါနေ့မှာတော့ဒီလို simulator 2မှာအလန်းစားမြေပုံလန်းစားရေးထည့်ပြီးတော့ဘယ်လိုဆော့ရမလဲဆိုတော့ပြောပြပေးတော့မှာဖြစ်ပါတယ်ဒီလို simulator 2ကိုရိုးရိုးမဆော့ဘဲနဲ့အလန်းနေထည့်ပြီးတော့ဘယ်လိုမောင်းရမလဲဆိုတာစလိုက်ရအောင်ပါနော်အရင်ဆုံးကျွန်တော်တို့ဒီဆိုတဲ့ထဲလေးကိုဝင်ပါမယ်ကျွန်တော်ကတောင်းထားတဲ့ map mode က1ထဲမှာထည့်ထားပါတယ်အဲ့တော့1ထဲကိုဝင်ပါမယ်ဒီမှာ map mode ပါအဲ့ထဲကိုဝင်ပါမယ်ပြီးရင်ဒီကောင်တွေအားလုံးကို copy ယူပါမယ် copy ယူလိုက်ပါမယ်ဟိုအပေါ်က copy လေးကိုနှိပ်ပါ copy ကိုနှိပ်ပြီးတော့ဒီမှာ .command နဲ့က Euro Truck Simulator 2ထဲကိုဝင်ပါမယ်ပြီးရင်ဒီမှာ mode ထဲကိုဝင်ပါမယ်ပြီးရင်ဒီမှာအပေါ်က PASD ဖေးလေးကိုနှိပ်လိုက်ပါအဲ့ဒါဆိုဒီထဲကိုရောက်လာပါပြီပြီးရင်ကျွန်တော်တို့ဒီထဲမှာပြန်သွားပါမယ်ဒီထဲမှာကျွန်တော်ထည့်ထားတဲ့1ထဲကိုသွားပါမယ်1ထဲကကျွန်တော် profile ကိုမှာယူပါမယ် profile ဒီကောင်လေးကိုမှန်ချစ်ပြီးဒီကောင်လေးကိုရွေးပြီးတော့ copy ကိုနှိပ်ပါပြီးရင် .command Euro Truck Simulator 2 profile နဲ့ကိုထည့်ပါမယ်ဒီမှာပေါ်က page ကိုနှိပ်ပါဒါပြီးဆိုတော့ကျွန်တော်တို့ game ထဲမှာတွားပြီးပြောင်းရပါအောင်မယ် game ထဲကိုရောက်ပြီဆိုတော့လည်းအခုလိုမျိုးတွေ့ရမှာပါအပေါ်ကကျွန်တော်ပြောင်းထားနေတာပါအောက်ကခုနထည့်လိုက်တဲ့ mask mode နဲ့ profile မှာဒီလိုဆိုရင်ကျွန်တော်ဒီမှာ active ဆိုလေးတစ်ချက်နှိပ်ပါမယ်ဒီ PPS Most Manager ဆိုတဲ့ထဲလေးကိုဝင်ပါမယ်Most Manager လေးကိုဝင်လိုက်ရင်ဒီတန်းတွေ့ရပါမယ်ဒီနေရာမှာဒီကောင်လေးတွေကအခုလို active မဖြစ်သေးဘူးဆိုရင် active ဖြစ်အောင်လုပ်ပေးရပါမယ်အကုန်လုံး active ဒီမှာအောက်ကအစိမ်းအောင်လေးနဲ့ active ဆိုတာလေးဖြစ်နေပြီဆိုရင် confirmation ဆိုတာလေးကိုနှိပ်လိုက်ပါပြန်ရောက်လာပြီဆိုရင်ကျွန်တော်တို့ဒီမှာ apply ဆိုတာနှိပ်ပေးပါပြီးရင်ကျွန်တော်ဒီမှာ continue game ဆိုတာနှိပ်ပြီးတော့ game ကိုဝင်လိုက်ပါဆိုရင် game ကိုစပြီးဝင်နေပါနော်။နောက်ဒါလေး logo လေးကတော့ကျွန်တော်ထည့်ထားတဲ့ Massimo ရဲ့ logo လေးပေါ့ဗျာ။ခဏလေးစောင့်ပေးနော်ဒီနားမှာ။ကျွန်တော် game ကိုရောက်လာပြီ။ကျွန်တော် memo ထည့်ပြီးတော့ပြီးသွားပါပြီ။ဒါဆိုတော့ကျွန်တော်စောချင်တဲ့နေရာဝင်ပြီးစောလို့ရတယ်ပေါ့နော်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်လည်းဗီဒီယိုလေးထပ်ပြီးတင်ပေးအောင်မှာမို့ကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးတော့အားပေးသွားကြပါအောင်နော်ကျေးဇူးအများကြီးတင်ပါတယ်အစမပြေရလေးတွေရှိရင်လည်း comment မှာအမှန်ပေးသွားကြပါအောင်နော်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်